တော်လေးစောင့်လိုက်ရတဲ့ The Wall in My Pocket DJI Osmo Pocket 4 က Sigma House ကိုရောက်ရှိလာပါပြီ။ဒီနေ့မှာတော့ DJI Osmo Pocket 4 Creator Combo ကို unbox လုပ်ရင်းနဲ့တခြားဘာတွေထူးခြားလာလဲ။မျှော်လင့်ထားတဲ့အတိုင်းရောကောင်းရလားဆိုတာကိုအတူတူကြည့်လိုက်ရအောင်နော်။အားလုံးသိကြတဲ့ DJI Osmo Pocket 3ကလည်း vlogger တော်တော်များများရဲ့ personal videographer လေးဖြစ်ခဲ့တယ်လို့တော်တော်လေးလည်းကောင်းခဲ့တယ်။ဆိုတော့ဒီ Osmo Pocket 4 လေးကိုတွေ့ရဖို့အရင်စိတ်လှုပ်ရှားနေပါတယ်။ Okay ဖောက်လိုက်ပါမယ်။ဒီ box လေးထဲမှာအဲ့လေးနှလုံးတော့ပါတယ်ဒါလေးက portable carrying pouch လေးပါဒါလေးကတော့ carrying bag လေးပါဒီထဲမှာဘာတွေပါမလဲကြည့်လိုက်ရအောင်အိတ်ကလေးနည်းနည်းလေးရစင် Okayဒါတော့ Osmo Pocket 4ဝါမိုက်တယ်ဒါလေးက1 file လေးရယ် Osmo Pocket 3တုန်းကကျတော့ mic 2ပါခဲ့တာဒီမှာကျတော့ DJI mic 3နောက်ဆုံးထွက်ပေါ့နော် DJI mic 3ရဲ့ transmitter လေးတစ်လုံးထည့်ပေးထားတယ် site လေးပို့သေးတော့အင်ကြီးပိုင်းမှာတက်ရတာပို့ပြီးဆင်ပြေပါပေါ့ဒါတော့ mic 3နဲ့သုံးရမယ်တခြား accessory လေးပေါ့နော်ဒါက magnetic field light လေးပါတော့ဒီမှာကပ်ပြီးတော့ဒီမှာ temperature ရေးပါချိန်လို့ရတယ်180 degree rotation ရတယ်နော်ဒါကတော့ handle လေးပါဒါက Osmo Pocket 3မှာတော့လည်းပါတယ်ဒီ handle လေးဒါလေးတက်ပြီးသုံးတော့ပို့ပြီးကင်လို့ကောင်းသွားတာရယ်နောက်တစ်ခုကဒီမှာနောက်မှာအားသွင်းလို့ရတယ်ဒီမှာ tripod ရေးပိုင်းနဲ့တွဲပြီးသုံးလို့ရတယ်ပေါ့နော်ဒီကောင်လေးဒါလေးလည်းတော်တော်သုံးဝင်တယ်ဒါလေးက mini tripod လေးပါဒါခုန handle နဲ့တွဲပြီးသုံးလိုက်ရင်ဒါထောင်ထားလို့ရပါပေါ့နော် solo vlogger လေးအတွက်အဆင်ပြေတယ်ဒါလေးက wide angle lens လေးပါမြင်ကွင်းကြဲကြဲရိုက်ချင်တဲ့အခါဒီကောင်လေးကိုဒီကင်မရာလေးမှာကပ်လိုက်ရင်ပို့ပြီးတော့ wide ဖြစ်သွားပါဘောနော်ဒါကြတော့ DJI Mic 3နဲ့သုံးရမယ်ဆက်ဆက်ပစ္စည်းလေးပေါ့နော်ခုန Mic 3ကိုအသွင်းလို့ရတဲ့ဟာလေးဒါလေးကတော့ပြင်မဲ့ C2C ပဲလေးပါဒါ16မိနစ်အတွင်းကို80% တိအသွင်းလို့ရတယ်ကဲဒါလေးက pouch လေးပေါ့နော်ဒီ pouch လေးကအဆင်ပြေရဲ့ Pocket 3တုန်းကလိုမျိုးအိတ်ကလေးပဲဒါပေမဲ့ဒီ Pocket 4ရဲ့ဒီထပ်ပိုပါလာတဲ့ accessory တွေပါထည့်လို့စမ်းတဲ့ဟာလေးပေါ့ဒါလေးကတော့ Osmo Pocket 4 လေးပါသူ့မှာဒီ gimbal clamp လေးပါတယ်ဒီကောင်လေးကိုဒါ Osmo Pocket 4ရဲ့ဒီ gimbal လေးကိုတိတ်ပြီးမထိခိုက်အောင်ပေါ့နော်ကာထားပေးတဲ့ gimbal clamp လေးပါတိတ်တဲ့ခါကျရင်ဒီကောင်လေးနဲ့တိတ်တာပို့အဆင်ပြေပါပေါ့နော်ဒါလေးကိုခါလိုက်ပါမယ်Osmo Pocket 4သူက body design မိုင်းကိုကြည့်မယ်ဆိုရင်တော့ Osmo Pocket 3နဲ့အရင်တော့မကွာဘူးတခြားလေးရှင်ကြည့်ရင်တော့ဒီအနောက်က line လေးတွေနည်းနည်းကျဲသွားတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီ camera ရဲ့ color လေးကနည်းနည်းလေးပဲကွာတာပါအဲ့လောက်လေးပဲဒီ button design ကတော့ပုံမှန်အတိုင်းပဲဒီမှာ record လုပ်တဲ့ button ဒါမှမဟုတ်အဖွင့်ပိတ်လုပ်တဲ့ဟာပေါ့နော်အဲ့ဟာလေးပါတယ်ပြီးသူ့ရဲ့ဘေးမှာဒီ joystick လေးပါတယ်ဒီ joystick ကကျတော့ 5D joystick ဖြစ်သွားတော့ control လုပ်ရတာပို့ပြီးတော့မိုက်သွားတယ်လို့ခံစားရတယ်ပေါ့နော်တိတတာပြောင်းလဲတာတခုကဒီ screen ကို rotate လုပ်လိုက်တော့မှမြင်ရမယ်ဘတ်တန်လေးနှစ်ခုသူ့ရဲ့ဘေးကကြတော့ဒီ zoom ဘတ်တန်လေးပေါ့နော်သူ့ရဲ့ zoom ကကြတော့ two time lossless zoom လို့ပြောတယ်ဒီ zoom ဆွဲလိုက်ရင်တော့မဝါသွားဘူး quality မကျသွားဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီဘေးကကြတော့ setting တွေကို custom ထားလို့ရတယ်ဒီ custom ဘတ်တန်လေးပေါ့နော်အဲ့ဘတ်တန်လေးနှစ်ခုပါသွားတာတွေ့ရပါတယ် true ကြအနေနဲ့ဒီ gimbal ရဲ့အနောက်လေးမှာဒီ magnet field light လေးကိုကပ်ဖို့အတွက်နေရာလေးပါတယ်ဆိုတော့ကပ်လိုက်ပါဦးမယ်နော်ပုံမှန်ဆိုရင် light တင်တီးတန့်ထောက်ဝယ်နေရတယ်ကွာဒါနဲ့ဆိုရင်ဝယ်စရာမလိုတော့ power ဖွင့်လိုက်တာနဲ့မီးလေးကတန်းပွင့်တယ်ဒီကနေပြီးတော့လေကို adjust လုပ်လို့ရတယ်ပေါ့နော်ကဲဒါဆိုရင်သူ့မှာပါတဲ့ဒီ handle လေးတက်လိုက်ပါမယ်ပြီးတော့ဒီ mini tripod လေးကိုတက်လိုက်မယ်နောက်ဆုံးအနေနဲ့ဒီ DJI Mic 3 transmitter လေးနဲ့ဒီ Osmo Pocket 4 လေးကိုချိတ်ပြီးတော့ vlog တွေကိုအလွယ်တကူစတင်ရိုက်ကူးလို့ရပါပြီ။အခု unbox လုပ်နေနေသတိထားမိတာတစ်ခုက
DJI က DJI Osmo Pocket 4ထုတ်ဖို့တော်တော်လေးစဉ်းစားထားတာတွေ့ရတယ်။ Creator တွေရဲ့ပေါ့နော်အဓိကလိုအပ်ချက်ဖြစ်လောက်မဲ့အရာတွေကိုလည်းဖြည့်ပေးထားတယ်။ဥပမာ DJI Osmo Pocket 3တုန်းကဒီ micro SD ကမဖြစ်မနေလိုအပ်ခဲ့တာပေါ့နော်။ဒီ DJI Osmo Pocket 4ကကြတော့ internet storage ကလည်းလုံလုံလောက်ပါနေပြီ။နောက်တစ်ခုအလင်းအားတဲ့နေရာတွေမှာကိုက vlog လေးရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီ lighting ထပ်ဝယ်ရတဲ့ကိစ္စမျိုးတွေအတွက်ဆိုရင်ဒီ magnetic face light လေးကဖြည့်ရှင်းပေးသားဖြစ်သွားတယ်။သုံးရရတယ်တော်တော်လေးလွယ်ကူတယ် convenient ဖြစ်တယ်ပေါ့နော်။နောက်ဆုံးတစ်ခုအနေနဲ့ဒီ vlog တွေရိုက်ပြီးလို့ကိုက transfer လုပ်ချင်တဲ့ data တွေကိုကူးယူချင်တယ်ဆိုလို့ရှိရင်လည်းပိုပြီးမြန်မြန်ဆန်ဆန်လေးကူးယူနိုင်သွားတာကိုတွေ့ရတယ်။ DJI Osmo Pocket 4ကလည်း Zig Camera House မှာ install ရနေပြီ။ camera ဝယ်ယူပြီး45ရက်အတွင်း factory fault တစ်စုံတစ်ရာဖြစ်ခဲ့လို့ရှင် Zig Camera House ဘက်ကနေပြီးတော့ချက်ချင်းလဲလှယ်ပေးတဲ့ Zig Prime Guarantee ဆိုတဲ့ service ကလည်းရှိနေပြီဆိုတော့ camera ဝယ်ဖို့စဉ်းစားနေဆိုရင် Zig Camera House မှာစိတ်ချလက်ချဝယ်ယူနိုင်ပါပြီရှင်။နောက်ထပ် video တွေမှာလည်း DJI Osmo Pocket 4ရဲ့ video result လေးနဲ့အတူတခြားဘလို့စိတ်ဝင်စားစရာကောင်းတဲ့ feature တွေပါဝင်လာလဲဆိုတာကိုပြောပြပေးသွားမှာဆိုတော့ Zig Camera page ကိုလည်း follow လုပ်သွားပါဦးနော်။တတား